皆さんこんにちは。ဒီနေ့ဗီဒီယိုကဘာနဲ့ပတ်သက်ပြီးပြောချင်လဲဆိုလို့ရှင်เนาะ皆さんをメールရှိတဲ့あなたは一人暮らしをしたことはありますかဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးပြောချင်ပါတယ်။一人暮らし一人暮らしဆိုတဲ့အဓိပ္ပာယ်皆さんဘယ်လိုနားလည်ပါသလဲ။တအိမ်လုံးမှာတယောက်တည်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်တဲ့လူရှိပါသလား။ဒါမှမဟုတ်ရှင်လေအိမ်နဲ့ခွဲနေဘူးတဲ့ဆိုတဲ့အဓိပ္ပာယ်ကို皆さんကဘာသာပြန်လေးရှိပါလား။ဟုတ်ကဲ့ပါအဲ့ဒီနှစ်ခုကို皆さんကအမှတ်မှားကြရတယ်ရှိလို့ဒီဗီဒီယိုလေးလုပ်ပြချင်းဖြစ်ပါတယ်ဟီတိုရီဂရရှိကိုရှိတာခို့တော်ありますかရှိတာခေးကန်ကありますかဆိုတာကမြန်မာလိုဘာသာပြန်ရင်တော့အိမ်နဲ့ခွဲနေဘူးလားဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်အဲ့ဒီတော့အိမ်နဲ့ခွဲနေဘူးတဲ့အတွေ့အကြုံရှိလို့ရှိရင်တော့皆さんကဖြေပါအိမ်နဲ့ခွဲနေဘူးပါတယ်အလုပ်လုပ်တော့ကဘယ်နေ့မှာအလုပ်လုပ်တော့ငါကအိမ်နဲ့ခွဲပြီးတော့မှအလုပ်လုပ်ခဲ့တဲ့အတွက်ကြုံရှိပါတယ်ဆိုတဲ့ပုံစံမျိုးကိုဖြည့်တင်ပါတယ်